တနင်္လာတော့တဲခင်ကျွေးမွေးထားတာပဲစားကြစင်ကြည်ကြပါစေစားလိုက်ကြတာအောင်ထားလို့ဒီနေ့ကတော့မုံရှာပဝဲဆိုတာမသိအဲ့မုံကျွေးထားတယ်စီလိုက်တာဟဲ့စီလိုက်တာပွဲကြီးလို့ဖြစ်နေစတိုးရီတာဒီနေ့3ရက်နောက်ထပ်နေ့3ရက်နေလူတွေပါစတိုးရီတာကျွေးတော့မှာဆိုတော့ကွတ်တီရွယ်အဲ့ရောက်ပြီဆိုမှတခါပြန်တင်ပေးဦးမယ်လိုက်မို့ဟောနောက်နေ့3ရက်နေရက်ထဲကျွန်တော်တို့ရက်ထဲမှာစတိုးရီတာကျွေးမှာမချောက်စီလိန်ထိုးနဲ့မချောက်ကိုစီလိန်ထိုးဟိုလိုမျိုးချစ်သွန်ဒီနဲ့ပေါ့ဗျာမချောက်ကိုစီလိန်ထိုးတာနေရလူတွေတော့တိမှာပါနေမချောက်စီလိန်ထိုးစင်ကိုနေရလူတွေကတော့သဘောပေါက်မြို့ကလူလည်းတိလောက်ပါတယ်ဟောစားလိုက်ကြတာစားကြစိတ်ချမ်းသာအောင်နေကြစီကားတာဟေးကြည်စမ်းကွာဒီလောက်စီကားနေကြည်စမ်းကောင်းတယ်ကွာစိတ်ချမ်းသာတာဟေးတတော်ဝါတိုင်းရသူတို့ရဲ့ရှင်သန်မှုညှက်လို့ကြတာပဲလေကျွန်တော်တို့လူသားတွေလည်းကိုရှင်သန်မှုကိုမျက်နှိုးကြတာပဲအားလုံးတတော်အားလုံးကမိမိရှင်သန်မှုမိမိမျက်နှိုးကြတယ်ဒီလိုမျက်နှိုးကြတဲ့နေရာမှာသူတို့နဲ့ကျွန်တော်တို့နဲ့ဆုံတွေ့တာတော့ဘဝတစ်ခုမှာရည်စက်ရှိလို့ဆုံကြတာပါဆုံတာတော့သို့တော်လည်းဘဝတွေကတော့ကိုကတော့လူပေါ့သူတို့ကတော့တိလေးဖြစ်တယ်ပေါ့ဒိဋ္ဌံလေးဖြစ်နေဆုံစည်းခွင့်ရတယ်ဒီနေရာမှာတန်တန်တလောက်သူတို့ရဲ့ရှင်သန်မှုအတွက်ပံ့ပိုးကူညီလိုက်တဲ့သဘောပါပဲအစာရည်လောလင်းကူစားလို့ရအောင်ကိုတန်တန်တလောက်စာကပေါ့ညဝေစားတော့တယ်တပေါင်းထောင်းချီအများကြီးပဲတော့ဒီနေရာတွေမကဘူးတအိမ်ဝင်းလုံးနဲ့နေအောင်ကျွေးထားတာလေကျွန်တော်ပြရအောင်မလားဒီနေရာတွေမကဘူးဒါကျွန်တော်စပွဲပေါ်မှာကျွေးထားတာဒီနေရာတော့အစီဆုံးဖြစ်မှာပေါ့အစီဆုံးတွေ့လားဒိဋ္ဌံချင်းတူရင်တော့မှကံချင်းမတူသူတို့လည်းထိုက်လျောက်တစ်ချိန်လုံးကကုသိုလ်အနေငယ်တော့ရှိခဲ့မှာဟိုလိုပေါ့တချို့လဲကျွန်တော်တို့ဝิญဉ်ချုပ်ခံနေတေကန်နေမှာတခြားစိတ်ကိုအောင်းမိသွားရင်လေဒိဋ္ဌံဘဝကတခဏရောက်တော့တယ်လေပြီးမှကိုပြူထားတဲ့ကြွားမှုကုသိုလ်နဲ့ကောင်းတဲ့နေရာပြန်ရောက်တာမျိုးလည်းရှိတာဒါမျိုးလည်းရှိတယ်တိတ်ကနည်းနည်းကုသိုလ်အနေငယ်တော့သူတို့ရှိခဲ့လို့ပဲအစာရည်စာကိုစိန်နဲ့စားရတာဆိုတော့မှကြာနာနာကိုတေခင်းကျွေးမွေးတာကိုသုံးဆောင်ပါဘယ်တော့ကုသိုလ်ကံကောင်းတော့မစိုးဒိဋ္ဌံဘဝဖြစ်ခဲ့တော့မှဒီလိုအစာရည်စာလေးကွတိဖြစ်နေတော့ရှာမစားတော့သူတို့ကုသိုလ်ကံလည်းမနှဲဘူးပြောရမှာလူကတော့အမျက်ဆုံးပေါ့လူဖြစ်ရင်တော့အမျက်ဆုံးပေါ့သဘောတရားကိုပြောပြရတာပေါ့ဒိဋ္ဌံဖြစ်ခဲ့တော့ဒီလိုလေးကျွေးမွေးမဲ့လူရှိတော့မဆိုးဘူးလို့သူတို့ဒီလိုမျိုးပြောရမှာစီကားတာဟေးခြေစမ်းကျွန်တော်အိမ်ဝင်နဲ့ရိုက်ပြမယ်အိမ်ဝင်နဲ့ကိုဒီကောင်လေးစားတဲ့နေရာဒီမှာတနေ့ရဒါမုံကျွေးထားဒါတနေ့ရဒီမှာတနေ့ရစားတောင်းနေကြမှာတနေ့ရနောက်ထပ်ဒီမှာတနေ့ရနောက်ထပ်ဒီမှာတနေ့ရနောက်ထပ်ဟာဒီမှာတနေ့ရနောက်ထပ်ဒီမှာတနေ့ရကျွေးထားဒါရှာပွဲမုံနေစားနေကြတာနောက်ထပ်တနေ့ရကြည့်အောင်ဒီမှာတနေ့ရမိုက်
တနေ့စားနေရဒါတနေ့ဒီမှာတနေ့ဘုံချနေရပဲကွာစားတော့နေအဲ့ကိုညင်းနားမှာရှိသေးတယ်ဗျအနားမှာရှိသေးတယ်တစ်ဖွဲ့ကျွန်တော်ချွေးထားသေးတယ်ဒါတော့ရေတိုက်ထားအစားလေးဒါတော့ဝါဖောင်လောက်ထားတာဝါဖောင်ကြီးဟောမဲကာလာဒေတာရဝရီရတယ်ကညံဝရီရဝါဖောင်လောက်ထားတာဒီကောင်လေးစားတော့ကတော့မြန်နေဟာဒီဘောကြီးမှာအစာရတင်ထားတယ်မှာစားပြီးကုန်ကြတယ်ဒီဘောကြီးစားဟုတ်တယ်ဟေးဒီကောင်လေးအေးပြန်ကျွေးမယ်နောက်တစ်ခါပြန်ကျွေးမယ်မလို့ကောင်လေးပြန်ကျွေးမယ်ခုချိန်ပဲပြန်ကျွေးမယ်နော်အစာသွားယူမယ်ပြန်ကျွေးမယ်လာပြီကဲရောရှာပေါ်မို့ရော့အမအဲ့လိုလေးစားကြရော့ဗျာကဲရော့ဗျာစားတော့ဗျာစားအမလေးတော့6တောင်လာစားနေတယ်ဟုတ်တယ်ဟေးကျွေးနေရရှိတော့တိတာအမလေးတဲသွားပြီအမလေးတဲသွားပြီအမေဟုတ်တာကောင်းတယ်အေးဝမ်းတာလိုက်တာအဲ့လိုမျိုးကျွေးတာကိုအဲ့လိုစားတာကိုကျေးဇူးတင်ပါတယ်ဝမ်းတာပါတယ်သူကျေးဇူးကိုကျေးဇူးပေါ့ကိုင်းကြုံမီကျွန်းကိုင်းမီပေါ့ကိုကလည်းသူတို့စားလို့ကိုကလည်းကုသိုလ်ရတယ်သူတို့ကလည်းကိုကျွေးလို့စားရတယ်ကိုင်းကြုံမီကျွန်းကိုင်းမီစားကြစားစမ်းကွာဒီမှာစားပြီလားရောက်လာပြီစားရမှာကြည့်လားတော်ရမှာဒီကောင်းနေစားကြကဲမနစ်တနာရီတောင်ထိုးပြီးပဲမနစ်တနာရီထိုးပြီးပြီတကောင်ရန်ကြော့နေစေးစားကြကဲကောင်းပြီကဲ